မင်္ဂလာပါဒီနေ့ကတော့ Gabriela Ventura Petito လို့ခေါ်တဲ့ travel blogger မိန်းကလေးတစ်ယောက်နဲ့သူ့ချစ်သူကောင်းလေး Brian Christopher Laundrie တို့ရဲ့အဆုံးသတ်မလာတဲ့ဇာတ်လမ်းအကြောင်းလေးကိုပြောပြမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာ Gabi နဲ့ Brian လို့ပဲသုံးသွားလိုက်ပါမယ်နော် Gabi ကို1999ခုနှစ်မတ်လ19ရက်နေ့မှာမွေးဖွားခဲ့ပါတယ်သူမလသားအရွယ်မှာပဲသူ့မိဘတွေကလမ်းခွဲခဲ့ကြပါတယ်မိခင်ရောဖခင်ရောဟာနောက်အိမ်နောက်နေထူထောင်ခဲ့ကြပေမဲ့ဂါဘီယာမိဘတွေရဲ့နောက်အိမ်နောက်နေနဲ့လည်းကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုရရှိခဲ့ပါတယ်။ဂါဘီမှာမိဘနှစ်ဦးရဲ့နောက်အိမ်နောက်နေကနေမောင်နှမ6ယောက်ရှိပါတယ်။ဂါဘီယာနယူးယောက်မှာရှိတဲ့ဘေးပေါ့မြို့ငယ်လေးရဲ့ high school ကနေ2019ခုနှစ်မှာအထက်တန်းပြီးမြောက်ခဲ့ပါတယ်။သူမကခီးသွားရတာကိုနှစ်သက်တဲ့သူဖြစ်ပြီးအထက်တန်းကျောင်းသူဘဝမှာပဲနိုင်ငံအများပြားကိုအလဲပတ်ထွက်ခဲ့ပါတယ်။2019ခုနှစ်ကနေ2019ခုနှစ်အထိဂါဘီက restaurant တစ်ခုမှာအလုပ်ဝင်လုပ်ခဲ့ပါတယ်။ college တစ်ခုကိုရှောက်ခဲ့ပေမဲ့လည်းမတက်ဖြစ်ခဲ့ပါဘူး။အဲ့ဒီနောက်2019ခုနှစ်မှာအထက်တန်းကျောင်းမှာအတူတက်ခဲ့ကြတဲ့ Brian နဲ့ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ချစ်သူတွေဖြစ်ပြီးနောက်မှာပဲဂါဘီယာ Brian နဲ့ Brian မိဘတွေနဲ့အတူ Florida ကိုပြောင်းရွှေ့နေထိုင်နေကြပါတယ်။2020နှစ်စပိုင်းလောက်မှာသူတို့နှစ်ဦးဟာနယူးယောက်ကနေကယ်လီဖိုးနီးယားကိုကားနဲ့အလဲပတ်ခရီးထွက်ခဲ့ကြပါတယ်။ခရီးစဉ်တစ်လျှောက်မှာသူတို့နှစ်ဦးဟာအထင်ကရနေရာတွေကိုလဲပတ်ခဲ့ကြပြီးသူတို့ရဲ့ social media မှာပုံတွေကိုလည်းမျှဝေခဲ့ကြပါတယ်။2020 March လမှာဂါဘီယာသူမရဲ့22နှစ်ပြည့်မွေးနေ့ကို Florida မှာပဲကျင်းပခဲ့ပါတယ်။2020 July မှာတော့သူတို့ချစ်သူနှစ်ဦးဟာဆိတ်ဆက်ခဲ့ကြပါတယ်။ဒါတစ်နှစ်နဲ့3လအကြာသူတို့ချစ်သူနှစ်ဦးဖြစ်ရှိနေပြီးကြတဲ့နောက်မှာပဲဖြစ်ပါတယ်။2020ဒီဇင်ဘာမှာတော့ဂါဘီယာဘန်ကားတစ်စီးကိုဝယ်ယူခဲ့ပြီးခရီးသွားကားဖြစ်နေပုံစံပြောင်းခဲ့ပါတယ်။သူတို့ရဲ့အစီအစဉ်ကတော့ဒီဗန်ကားနဲ့နိုင်ငံအနှံ့ကိုခရီးသွားကြမယ်ဆိုပြီးတော့ဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့နောက်ထပ်သွားမဲ့ခရီးစဉ်အတွက်သူတို့နှစ်ဦးကအလုပ်တွေစူးစမ်းပြီးပတ်စံစုနေခဲ့ကြပါတယ်။ဂါဘီယာတပတ်ကိုနိုင်90ကျော်လောက်အလုပ်လုပ်ပြီးပတ်စံစုနေခဲ့တယ်လို့ Brian ကလည်းအလုပ်တွေစူးစမ်းလုပ်နေခဲ့ပါတယ်။ဂါဘီယာသူ့ရဲ့နေ့စဉ်လူမှုဘဝနဲ့ခရီးသွားလာတာတွေကိုသူမရဲ့ social media တွေမှာမှတ်တမ်းတင်ထားခဲ့ပါတယ်။2020 July 2ရက်နေ့မှာတော့သူတို့နှစ်ဦးရဲ့ van life ခရီးစဉ်ကို New York ကနေစတင်ခဲ့ကြပါတယ်။သူတို့ရဲ့ခရီးစဉ်တစ်လျှောက်မှာသူတို့ရောက်ရှိခဲ့တဲ့နေရာတွေကပုံတွေကို social media မှာအမြဲ update တင်တာကိုတွေ့ခဲ့ရပါတယ်။2020 August လ12ရက်နေ့မှာတော့911ကိုဖုန်းခေါ်ဆိုလာပါတယ်။လမ်းသွားလမ်းလာတစ်ယောက်ကနေဖုန်းခေါ်ဆိုခဲ့တာဖြစ်ပါတယ်။အမျိုးသားတစ်ယောက်ဟာအမျိုးသမီးတစ်ယောက်ကိုရိုက်နေတာကိုသူတွေ့ခဲ့တယ်ဆိုပြီးတိုင်ကြားခဲ့ပါတယ်။ဒီမျိုးသားနဲ့အမျိုးသမီးဟာဂါဘီနဲ့ Brian ပဲဖြစ်ပါတယ်။နောက်ထပ်လမ်းသွားလမ်းလာတစ်ယောက်ကလည်း911ကိုဖုန်းခေါ်ဆိုခဲ့ပါသေးတယ်။အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ဟာအော်ကြီးခက်ကျဲစကားများနေကြပြီးတော့အမျိုးသမီးကအမျိုးသားကိုရိုက်နေတာတွေ့ပါတယ်ဆိုပြီးအကြောင်းကြားလာပါတယ်။ဒါဟာလည်းဂါဘီနဲ့ Brian တို့နှစ်ဦးကြောင့်ပဲဖြစ်ပါတယ်။ဒါဟာ Utah ပြည်နယ် Moab မြို့မှာဖြစ်ခဲ့တာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ Moab မြို့ကရဲတွေက Brian တို့ကားကိုရပ်တန့်ပြီးစစ်ဆေးခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာဂါဘီယာရှိုက်ကြီးတငင်ငိုနေတာကိုတွေ့ရတဲ့အတွက်ဂါဘီနဲ့ Brian ကိုတီးတန့်ခွဲပြီးသူတို့စစ်ဆေးခဲ့ကြပါတယ်။ဂါဘီရော Brian ရောနှစ်ယောက်လုံးကရဲတွေကိုပြောခဲ့တာကတော့သူတို့နှစ်ယောက်ကစတိုးဆိုင်တစ်ခုရဲ့အပြင်မှာရန်ဖြစ်ခဲ့ကြပြီးတယောက်နဲ့တယောက်တွန်းထုတ်ရိုက်ပုတ်ခဲ့ကြတယ်ဆိုတာပါပဲ။ဂါဘီကသူကတမနက်လုံးသူ့ရဲ့ blog အတွက်အလုပ်များနေခဲ့ပြီးစိတ်သောကတွေဖြစ်နေခဲ့တဲ့အချိန်မှာ Brian ကဒါကိုနားလည်မပေးခဲ့လို့သူတို့ရန်ဖြစ်ခဲ့ကြတာဖြစ်တယ်လို့ပြောခဲ့ပါတယ်။ Brian ကလည်းသူတို့နှစ်ဦးဟာ4လ5လလောက်ကြာမဲ့ခီးကိုထွက်လာခဲ့ကြတာဖြစ်တယ်။ဒီခီးကြောင့်သူတို့စိတ်ပူပင်တော့ကဖြစ်ရတဲ့အတွက်ဒီလိုအချင်းများရတာပါဆိုပြီးပြောဆိုခဲ့ပါတယ်။နောက်ပြီးတော့ဂါဘီကသူတို့နှစ်ယောက်ကတယောက်ကိုတယောက်ချင်းမြတ်လို့ကြပါတယ်။သူတို့နှစ်ယောက်ကိုမခွဲဖို့ရဲရရှိကိုပြောဆိုခဲ့ပါသေးတယ်။နှစ်ဦးစလုံးမှာထိခိုက်ဒဏ်ရာတွေရရှိထားတာကိုလည်းရဲတွေကတွေ့ရှိခဲ့ပါတယ်။ဒါတွေကသူတို့အချင်းချင်းတယောက်နဲ့တယောက်တွန်းပုတ်ရိုက်နှက်ခြင်းကြောင့်ရခဲ့ရတာဖြစ်တယ်လို့နှစ်ဦးလုံးကဝန်ခံခဲ့ကြပါတယ်။ရဲရာရှိတွေကဒီဖြစ်ရပ်တွေအားလုံးကိုသုံးသပ်ပြီးတဲ့နောက်ဒါ minor case ဖြစ်တယ်လို့သတ်မှတ်ပြီးဘာအရေးယူမှုကိုမှမပြုလုပ်ခဲ့ကြပါဘူး။ဂါဘီနဲ့ Brian ကိုတညတာတီးခြားခွဲနေခိုင်းခဲ့ပြီး
နောက်မနက်မှာမင်းတို့နှစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာကပို့အဆင်ပြေလာရင်အတူခီးဆက်နိုင်ပါတယ်ဆိုပြီးဆုံးဖြတ်ခဲ့ကြပါတယ်။ Brian ကိုတော့မိုတယ်တစ်ခုမှနေခိုင်းခဲ့ပြီး Gavi ကိုတော့ဗန်ထဲမှာနေခိုင်းထားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Moab မြို့ကရဲတွေရဲ့ဒီလိုဆုံးဖြတ်ချက်ဟာမေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။ဒါကိုကြည့်ချင်းအပြင် Gavi နဲ့ Brian ရဲ့ခီးစဉ်မှာအဆင်မပြေမှုလေးတွေရှိခဲ့တယ်ဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့နှစ်ဦးဟာခီးဆက်ထွက်လာခဲ့ကြပါတယ်။ Gavi ရဲ့ social media အရ Gavi ဟာ August 19 ရက်နေ့မှာ Beginning of Van Life ဆိုပြီးသူမရဲ့ YouTube channel မှာ10 မိနစ်ကြာတဲ့ဗီဒီယိုတင်ခဲ့ပါတယ်။ဒါဟာသူမရဲ့ YouTube channel မှာပထမဆုံးနဲ့နောက်ဆုံးတင်တဲ့ဗီဒီယိုတစ်ခုပဲဖြစ်ခဲ့ပါတယ်။ Gavi နဲ့သူမရဲ့မိသားစုဟာပုံမှန်အဆက်အသွယ်တွေရှိနေခဲ့ကြပြီး Gavi ဘယ်ရောက်ပြီးဘာတွေလုပ်နေတယ်ဆိုတာကိုသူမကမိသားစုကိုအမြဲပြောပြနေတတ်ခဲ့တာပါ။ August 21 ရက်နေ့မှာတော့ Gavi ဟာသူမဖခင်နဲ့ဖုန်းဆက်စကားပြောဆိုခဲ့ကြပါသေးတယ်။ August 25 ရက်နေ့မှာတော့ Gavi ဟာသူမမိခင်နဲ့နောက်ဆုံးဖုန်းခေါ်ဆိုခဲ့ပြီးသူမတို့ Grand Teton National Park ကိုရောက်နေခဲ့တယ်လို့ဆိုခဲ့ပါတယ်။ August 26 ရက်နေ့မှာတော့ Gavi ဟာ Happy Halloween ဆိုပြီး Instagram မှာသူမရဲ့နောက်ဆုံးပုံကိုတင်ခဲ့ပါတယ်။အဲ့ဒီနောက် August 29 ရက်နေ့မှာတော့ Gavi ရဲ့အမေဖုန်းထဲကို Gavi စီကနေ message ဝင်လာပါတယ်။ message ထဲမှာတော့ငါ့ကို Stan ကဖုန်းခေါ်နေတယ်။ဖုန်းကကင်မရဘူးဖြစ်နေလို့ပါဆိုပြီးရေးပို့ထားတာပါ။ Gavi ရဲ့မိဒရတာအရန်ကိုထူးဆန်းသွားပါတယ်။ Stan ဆိုတာက Gavi ရဲ့အဖိုးပါ။ Gavi ကသူ့အဖိုးရဲ့ first name ကိုဘယ်တော့မှမခေါ်ခဲ့ဘူးပါဘူး။အဲ့ဒီချိန်မှာတော့ Gavi ရဲ့အမေကတန်တရားစဝင်လာပါတယ်။ Gavi ဖုန်းကိုသုံးနေတာ Gavi ရောဟုတ်ရဲ့လားဆိုပြီးတန်တရားဖြစ်လာပါတယ်။ August 30 ရက်နေ့မှာတော့ Gavi ဖုန်းကနေသူ့အမေစီကိုသူမကူရောက်နေတဲ့နေရာမှာဖုန်း service မရှိဘူးဆိုတဲ့ message တစ်စောင်ပို့ခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့ Gavi နဲ့အဆက်အသွယ်ဘာကိုမှမရရှိခဲ့တော့ပါဘူး။ Gavi မေက Brian နဲ့ Brian ရဲ့မိဘတွေကိုဆက်သွယ် message ပို့ခဲ့ပေမဲ့လည်းဘာအကြောင်းပြန်မှုကိုမှမရရှိခဲ့ပါဘူး။ရက်ပေါင်းအတော်ကြာတဲ့အထိအဆက်အသွယ်မရရှိခဲ့တယ်လို့ Gavi ရဲ့ social media မှာလည်းဘာ update မှမတင်တာကိုတွေ့ရတဲ့အတွက် Gavi ရဲ့မိဘတွေဟာစက်တင်ဘာ17 ရက်နေ့မှာ Gavi ကိုလူပြောက်တိုင်ကြားခဲ့ပါတယ်။ရဲတပ်ဖွဲ့က Brian ရဲ့မိဘတွေအိမ်ကိုတွားရောက်စုံစမ်းရမှာတော့ Brian ရဲ့မိဘတွေကဘာမှမဖြေဆိုကြပဲရှေ့နေကနေတဆင့်ဆက်သွယ်ဖို့ကိုသာသူတို့ကိုပြန်လဲတုံ့ပြန်တာကိုတွေ့ရှိခဲ့ရပါတယ်။ဒါဟာရဲတွေအတွက်ရော Gavi မိသားစုအတွက်ရောအလွန်အံ့ဩစရာဖြစ်ခဲ့ပါတယ်။နောက်ထပ်အံ့ဩစရာတစ်ခုကတော့ Brian ဟာစက်တင်ဘာ1 ရက်နေ့ကလေးက Gavi မပါဘဲနဲ့ဘန်ကားနဲ့အတူအိမ်ကိုပြန်ရောက်ခဲ့နေပြီးသားဖြစ်နေတာပါပဲ။ရဲဌာနအကြီးအကဲဟာသတင်းစာရှင်းလင်းပွဲမှာလူနှစ်ယောက်ခီးသွားခဲ့တယ်။တစ်ယောက်ဟာအိမ်ကိုပြန်ရောက်လာခဲ့ပြီးတော့နောက်တစ်ယောက်ကဘယ်မှာရှိနေလဲဆိုတာကိုပြန်ရောက်လာတဲ့လူကိုမေးလို့မရခဲ့တဲ့အတွက်ဒါဟာသူတို့ရဲ့ရှာဖွေမှုအစီအစဉ်မှာနှောင့်နှေးမှုတွေဖြစ်ရတယ်ဆိုပြီးထုတ်ပြန်ပြောဆိုသွားပါတယ်။နောက်ထပ်ရဲတွေရဲ့စုံစမ်းချက်အရ Brian မိသားစုဟာစက်တင်ဘာ6 ရက်နေ့နဲ့9 ရက်နေ့တွေမှာသူတို့အနီးနားမှာရှိတဲ့ဥယျာဉ်မှာအလဲပတ်ခီးရောင်ထွက်ခဲ့ကြသေးတယ်ဆိုတာပါပဲ။ဒါဟာအားလုံးအတွက်တန်တရားဝင်စရာတွေဖြစ်ခဲ့ပါတယ်။ Brian အတွက်ရောကိုနဲ့ဆိတ်ဆက်ထားတဲ့သူပျောက်ဆုံးနေချိန်မှာBrian မိဘတွေအတွက်လည်းသူတို့သားရဲ့ main ကလေးပျောက်ဆုံးနေချိန်မှာသူတို့ဟာဘသူ့ကိုမှအကြောင်းမကြားပဲဒီလိုမျိုးလုပ်ရက်တွေလုပ်ခဲ့တဲ့အတွက်အားလုံးဟာတန်တရားဝင်ပြီး Brian ရဲ့မိသားစုအပေါ်မှာအမျက်ဒေါသတွေထွက်ခဲ့ကြပါတယ်။ Gavi ပျောက်ဆုံးမှုဟာ American နိုင်ငံအနှံ့မှာရောကမ္ဘာအနှံ့မှာပါလူအများရဲ့အာရုံစိုက်ခြင်းကိုခံခဲ့ရပါတယ်။သူတို့နှစ်ယောက်ဟာ social media မှာအထိုက်အလျောက် follower တွေရှိတဲ့အတွက်ကြောင့်ရောGavi မိဘတွေရဲ့သူတို့သမီးပျောက်ဆုံးမှုမှာတက်ကြွစွာကြိုးပမ်းမှုတွေကြောင့်ရောမီဒီယာရဲ့အာရုံစိုက်ခြင်းကိုခံခဲ့ရပါတယ်။ Gavi ရဲ့မိဘတွေကလူထုကိုရော Brian နဲ့ Brian ရဲ့မိသားစုတွေကိုရောသူတို့သမီးအိမ်ကိုဘေးကင်းကင်းပြန်လာနိုင်ဖို့ကူညီပေးရန်လူသိရှင်ကြားတောင်းဆိုခဲ့ကြပါတယ်။ဒါပေမဲ့လည်း Brian ကတော့ရှာဖွေရေးမှာတာဝန်ရှိသူတွေနဲ့ပူးပေါင်းပါဝင်ခြင်းမရှိသလိုဘာကူမှလည်းထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။ Brian မိသားစုရဲ့ Gavi ကိုရှာဖွေရေးမှာပြက်ကွက်မှုတွေဟာလူထုကိုစိတ်ပျက်စေတဲ့အတွက် Brian တို့အိမ်ရှိမှာဆန္ဒပြတဲ့သူအများပြားဟာလည်းGavi ဘယ်မှာလဲဆိုတာကိုလာရောက်မေးမြန်းဆန္ဒပြနေခဲ့ကြပါတယ်
ရဲတွေကတော့ဂါဘီနောက်ဆုံးရှိခဲ့တယ်လို့ထင်မှတ်ရတဲ့ Grand Teton National Park မှာရှာဖွေရေးကိုလှုပ်ဆောင်နေခဲ့ပါတယ်။ရဲတွေကဩဂတ်စ်လ29ရက်နေ့ကနေ30ရက်နေ့အထိဂါဘီတို့စုံတွဲကိုတွေ့ခဲ့ကြတဲ့သူတွေကိုသူတို့ကိုဆက်သွယ်သတင်းပေးဖို့အတွက်လည်းတောင်းဆိုခဲ့ပါတယ်။နောက်ပိုင်းမှာတော့မျက်မြင်သက်သေတွေရဲ့သတင်းပေးမှုတွေအများကြီးကိုရဲတွေကလက်ခံရရှိခဲ့ပါတယ်။ဂါဘီကိုရှာဖွေနေစဉ်အတွင်းမှာပဲ Brian ပျောက်ဆုံးသွားခဲ့ပါတယ်။စက်တင်ဘာ18ရက်နေ့မှာ Brian မိဘတွေကသူတို့သားပျောက်ဆုံးနေတယ်ဆိုတဲ့အကြောင်းရဲတွေကိုအကြောင်းကြားခဲ့ပါတယ်။ Brian မိဘတွေပြောကြားချက်အရ Brian ဟာစက်တင်ဘာ23ရက်နေ့ကတည်းကသူ့ခီးသွားကြောဖို့အိမ်နဲ့ခီးထွက်သွားတာဖြစ်ပြီးသူတို့အဆက်အသွယ်မရှိတော့ကြောင်းသတင်းပေးခဲ့ပါတယ်။ဒီချိန်မှာတော့ရဲတွေကဂါဘီကိုလည်း Grand Teton National Park မှာရှာဖွေနေကြရတယ်လို့Brian ကိုလည်းသူ့မိဘတွေခံမှန်းပြောဆိုတဲ့တစ်တောပတ်ဝန်းကျင်အတွင်းမှာရှာဖွေနေခဲ့ကြပါတယ်။စက်တင်ဘာ19ရက်နေ့မှာတော့ YouTuber တယောက်ဟာဗီဒီယိုတစ်ခုကိုတင်ခဲ့ပါတယ်။အဲ့ဒါကတော့ဩဂတ်စ်လ29ရက်နေ့မှာသူဟာခရီးသွားရင်းနဲ့ဂါဘီတို့ရဲ့ဘန်ကားလို့ထင်ရတဲ့ကားကို Grand Teton National Park ရဲ့အစွန်ဖျားမှာရှိတဲ့ camping area တစ်ခုမှာတွေ့ခဲ့ရတယ်ဆိုတာဖြစ်ပါတယ်။ရဲတွေကအဲ့ဒီအနားဝန်းကျင်မှာရှာဖွေကြပြီးရဲ့နောက်ညနေပိုင်းလောက်မှာတော့ဂါဘီရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ရပါတယ်။စစ်ဆေးချက်တွေအရဂါဘီရဲ့ခေါင်းနဲ့လည်ပင်းမှာဒဏ်ရာဒဏ်ချက်တွေကိုတွေ့ရှိခဲ့ရပါတယ်။သုံးသက်ချက်တွေအရဂါဘီဟာလွန်ခဲ့တဲ့3ဘတ်သို့မဟုတ်4ဘတ်လောက်ကလေးကအသက်ခံရတာဖြစ်နိုင်တယ်လို့ခန့်မှန်းကြပါတယ်။အဲ့ဒီနောက်မှာတော့ဂါဘီရဲ့အမှုဟာလူပြောက်မှုကနေလူတက်မှုကိုပြောင်းလဲသတ်မှတ်ပြီးတော့နောက်ဆုံးအတူရှိနေခဲ့တဲ့ Brian ကိုလူတက်မှုရဲ့တန်တရားတရက်ခံဖြစ်ဖမ်းဆီးဖို့အတွက်ဝရမ်းထွက်လာခဲ့ပါတယ်။ဒါပေမဲ့လည်း Brian ပျောက်ဆုံးနေခဲ့တဲ့အတွက်ရဲတွေက Brian ကိုရှာဖွေဖို့ဦးစားပေးလှုပ်ဆောင်နေရပါတယ်။အောက်တိုဘာ20ရက်နေ့မှာတော့ Brian ရဲ့ရုပ်အလောင်းကို Florida ကဥယျာဉ်တစ်ခုမှာတွေ့ရှိခဲ့ရပါတယ်။ Brian ရဲ့ရုပ်အလောင်းဘေးမှာသူ့ရဲ့ကြောပွေအိတ်နဲ့အတူသူဂါဘီကိုတတ်ခဲ့ကြောင်းဝန်ခံထားတဲ့မှတ်စုကိုပါတွေ့ရှိခဲ့ရပါတယ်။စစ်ဆေးတွေ့ရှိချက်တွေအရ Brian ဟာသူ့ကိုယ်သူတနက်နဲ့ပြစ်တက်ခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။ရှစ်မျက်နှာပါတဲ့မှတ်စုတွေမှာ Brian ရေးသားခဲ့တာတွေကတော့သူဂါဘီကိုတိတ်ချစ်တယ်ဆိုတဲ့အကြောင်းသူမမေ့နိုင်တဲ့အကြောင်းနောက်ဂါဘီမိသားစုတွေအတွက်လည်းသူစိတ်မကောင်းတဲ့အကြောင်းတွေရေးသားထားပါတယ်။ဒါဟာမမျှော်လင့်မဲဖြစ်သွားရတဲ့ကိစ္စဖြစ်တဲ့အတွက်သူ့ရဲ့မိသားစုတွေပေါ်မှာလည်းအပြစ်မတင်ဖို့ရေးသားထားပါသေးတယ်။သူ့ရဲ့ဝန်ခံချက်ထဲမှာတော့သူတို့နှစ်ဦးခြေလင်းလန်းလျှောက်ပြီးကားစီကိုပြန်လာချိန်ချောင်းတစ်ခုကိုဖြတ်ကျော်တဲ့အခါမှာဂါဘီယာရေထဲကိုပြုတ်ကျသွားပြီးဒဏ်ရာရရှိသွားခဲ့တယ်။ဒီဒဏ်ရာတွေကြောင့်ဂါဘီအယမ်းနာကျင်နေတာကိုသူမကြည့်ရတဲ့အတွက်ဂါဘီကိုအဆုံးသတ်ပေးလိုက်တယ်ဆိုတာမျိုးရေးသားထားခဲ့ပါတယ်။ဒါအမှားတစ်ခုပဲဆိုတာသူအခုလက်ခံလိုက်ပြီးသူဟာဂါဘီမရှိပဲအသက်မရှင်နိုင်တဲ့အတွက်သူ့ကိုယ်သူလည်းအဆုံးစီရင်လိုက်ပါတယ်ဆိုပြီးဝန်ခံရေးသားထားပါတယ်။ဒါဟာဝစ်ကျွတ်အောင်တတ်လိုက်တယ်ဆိုတဲ့ပုံစံမျိုးရေးသားထားခြင်းကိုဂါဘီမိသားစုနဲ့အခြားသောကျွမ်းကျင်စုံစမ်းထောက်လှမ်းသူတွေဟာလည်းဒီဝန်ခံချက်ကိုမယုံကြည်ခဲ့ကြပါဘူး။ဂါဘီသာတကယ်ဒီလိုမတော်တဆမှုကိုကြုံခဲ့ရမယ်ဆိုရင်911ကိုဖုန်းဆက်အကူအညီမတောင်းဘဲဘာကြောင့်တက်ပစ်ဖို့ Brian အနေနဲ့ရွေးချယ်ရတယ်လဲဆိုတာကိုအားလုံးကမေးခွန်းထုတ်ကြပါတယ်။နောက်တစ်ချက်ကတော့ Brian ဟာဂါဘီအသက်ရှင်နေသေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဂါဘီရဲ့ဖုန်းကိုအသုံးပြုခဲ့တာတွေဟာလည်းသူ့ရဲ့မယိုးသားမှုကိုပြသပြီးဂါဘီရဲ့မိဘတွေဟာမေးခွန်းထုတ်စရာတွေသာကြံရစ်ခဲ့ပါတယ်။ Netflix ကပြသတဲ့ documentary series မှာဂါဘီရဲ့ best friend ဖြစ်တဲ့ Rose ဟာသူမသိခဲ့တဲ့ဂါဘီတို့နှစ်ဦးရဲ့ဆက်ဆံရေးကိုအင်တာဗျူးမှာဖွင့်ဟခဲ့ပါတယ်။ဂါဘီတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာ toxic relationship ပုံစံမျိုးဖြစ်နေခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။ social media ပေါ်မှာတော့သူတို့နှစ်ဦးရဲ့ပျော်စရာအမှတ်တရတွေကိုပဲပြသထားပေမဲ့လည်းသူမသိခဲ့တဲ့ဂါဘီခံစားခဲ့ရတဲ့တောကတွေအကြောင်းကိုသူမဟာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Brian ဟာဂါဘီပေါ်မှာအရန်ကိုထိမ့်ချုပ်လုံးနေဆိုတဲ့အကြောင်းဂါဘီရဲ့တငယ်ချင်းကပြောဆိုခဲ့ပါတယ်။ Brian ဟာဂါဘီမှာမိတ်ဆွေတငယ်ချင်းတွေရှိတာမျိုးကိုလည်းသူကမလိုလားခဲ့ပါဘူး။ Brian ဂါဘီကိုအလုံးမလုံးစေချင်လို့သူမပါဘဲနဲ့လည်းဘယ်ကိုမှအပြင်မသွားစေချင်ခဲ့ပါဘူး။သူမအပြင်သွားမှာဆိုတဲ့အတွက်သူမရဲ့ ID ကတ်ကိုတင်ထားတာမျိုးတွေကိုလည်း Brian ဟာလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
သူမတို့ရန်ဖြစ်ခဲ့တဲ့အချိန်တိုင်းဂါဘီယာသူမရဲ့တငယ်ချင်းစီကိုအမြဲလာရောက်နေတတ်ခဲ့ပါတယ်။ Brian ဟာဂါဘီကသူ့ကိုထားသွားခဲ့မှာကိုအမြဲလိုပူပန်နေတတ်ခဲ့တယ်ဆိုပြီးသူမအမြင်ကိုထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းဂါဘီယာ Brian ဘက်ကနေအမြဲကာကွယ်ပြောဆိုနေတတ်ခဲ့ပြီးသူမက Brian ရဲ့အချစ်နဲ့မထိုက်တန်ဘူးဆိုတာမျိုးတွေကိုလည်းသူမတငယ်ချင်းကိုရင်ဖွင့်ပြောဆိုတာမျိုးတွေရှိခဲ့ပါတယ်။ ဇန်နဝါရီ21 2022ခုနှစ်မှာတော့ FBI ကဂါဘီကိုတတ်တဲ့အမှုမှာတိုက်ရိုက်ပါဝင်ပတ်သက်သူဟာ Brian တယောက်တည်းသာဖြစ်တယ်ဆိုပြီးအမှုကိုပိတ်သိမ်းခဲ့ကြပါတယ်။ဂါဘီမိသားစုအတွက်ကတော့သူတို့သမီးသေဆုံးရတဲ့တကယ့်အကြောင်းရင်းအစစ်မှန်ကိုမသိရှိနိုင်ကြတော့ပါဘူး။ဒါကိုဖြေကြားနိုင်တဲ့ Brian ဟာလည်းမရှိတော့သလိုသူ့ရဲ့မိသားစုကလည်းဘာကိုမှဖွင့်ဟပြောဆိုခြင်းမရှိတဲ့အတွက်ပဲဖြစ်ပါတယ်။ဂါဘီရဲ့မိဘတွေကမိုအက်မြို့ကရဲတွေကိုလည်းတရားစွဲဆိုခဲ့ပါတယ်။ဂါဘီကိုကာကွယ်ဖို့ပြက်ကွက်ခဲ့တယ်ဆိုပြီးတော့တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။ဒါပေမဲ့တရားသူကြီးတွေကတော့ဒါကိုပယ်ချခဲ့ပါတယ်။ဂါဘီရဲ့မိဘတွေက Brian ရဲ့မိဘတွေကိုလည်းတရားစွဲဆိုခဲ့ပါတယ်။ဂါဘီသေဆုံးသွားပြီဆိုတာကိုသူတို့သိရနဲ့ဖုံးကွယ်ထားခဲ့ကြတဲ့အတွက်သူတို့ခံစားခဲ့ရတဲ့စိတ်သောကတွေအတွက်တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။နောက်ပိုင်းမှာတော့မိသားစုနှစ်စုကကြေးအေးသွားခဲ့ကြတယ်လို့သတင်းထွက်ဆိုလာခဲ့ပေမဲ့အသေးစိတ်အကြောင်းအရာတွေကိုတော့နှစ်ဖက်လုံးကထုတ်ပေါ်ခဲ့ခြင်းမရှိပါဘူး။ဂါဘီရဲ့မိသားစုဟာဂါဘီပတ်တီတိုဖောင်ဒေးရှင်းကိုထူထောင်ခဲ့ကြပါတယ်။ဒီဖောင်ဒေးရှင်းကနေပြီးတော့အိမ်နှင်းအကြမ်းဖက်မှုကာကွယ်ဖို့နဲ့ပျောက်ဆုံးနေတဲ့လူတွေကိုရှာဖွေရေးမှာကူညီပေးရမျိုးတွေကိုပံ့ပိုးပေးလျက်ရှိပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။